guys, welcome back to my channel. ကျွန်တော်ဒီနေ့ဘာလုပ်ရမလဲဆိုရင်တော့ဘာမှလုပ်ပြအောင်မဟုတ်ပါဘူး။ဘာလုပ်ရမလဲဆိုရင်တော့ဘာပြသွားမလဲဆိုရင်တော့ဒီမှာကျွန်တော်ရဲ့ TikTok account မတိသေးတဲ့လူတွေတော့ကျွန်တော်ပြပါလို့ဖြစ်ပါတယ်။ဒါတော့ကျွန်တော်ရဲ့ user name ကတော့ itachi mbk dash နှလုံးချပြီးတော့အဲ့လိုရေးလိုက်ပါ။ဒီမှာကျွန်တော်ဥပမာပြမယ်ဗျာ။ itachi itachi နောက်ပြီး1 2 3 4တဲ့ဝင်လိုက်ပါ။ပြီးရင်ဒီမှာ dash ပုံစံလေးနဲ့နှလုံးရေးလိုက်ပါနောက်ပြီးရင်ကျွန်တော်တို့တွေဘာရေးမလဲဆိုရင်တော့ရှစ်လို့ရေးလိုက်ပါညာဒါဆိုရင်တော့ဒီမှာကျွန်တော်အခုပြထားတဲ့အပေါ်မှာတွေ့တဲ့ဟာလေးကိုကျွန်တော်နှိပ်ပြီးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ရဲ့အကောင့်ထဲရောက်သွားပါပြီကျွန်တော်ဒါလေးလာကျွန်းတာပါနောက်ပြီးတော့ကျွန်တော်မပြီးသေးပါဘူးကျွန်တော်ရဲ့အခု effect တွေပေါ့နော်အခုထုတ်တဲ့ gaming headers ကိုမှကျွန်တော်ဒီမှာ for game အတွက်ပေါ့နော်အခုကျွန်တော်ဥပမာပြပါလားရဒီလိုမျိုးပုံစံနဲ့ပေါ့နော်ဒါတော့ game တွေအတွက်ပဲကျွန်တော်ဒီတန်ထုတ်ရထားတာပါလို့ကျွန်တော်လာပြရတာပါဆိုရင်တော့ကျွန်တော်ရဲ့ TikTok account မသိသေးလူတွေတက်ပေါ့ bye bye guys ကျွန်တော်နောက်ပြီးတော့အခုMinecraft မှာပေါ့နော်အသစ်တွေစောက်ထားတယ်အဲ့ဒါကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာတင်ပေးမယ်အဲ့ဒါကိုကျွန်တော်အခုဒီမှာ link ပေးထားရအောင်နော်ဒီမှာ youtube.com ရဖုံးခက်အနာထိတ်မှအဲ့ဒီဝင်လာခဲ့လိုက်ပါအဲ့ကျွန်တော်ရဲ့YouTube ကောင်ကိုတန်းပြီးရောက်ပါတယ် sub လုပ်ပေးကြပါဦးပြီးတော့အဲ့မှာကျွန်တော်ပုံမှန်တောက်ကြနေကျွန်တော်ည8နာရီတိုင်းကျွန်တော်ဗီဒီယိုလေးပုံမှန်တင်ပေးဖို့ကျွန်တော်စဉ်းစားရပါတယ်ဒါတော့ကျွန်တော်နွေရာသီမှာပေါ့နော်ကျန်တဲ့ကျွန်တော်ကြောင်းတက်တဲ့ရာသီမှာဆိုရင်တော့ကျွန်တော်စနေတနင်္ဂနွေည9နာရီနဲ့10နာရီကြားမှာကျွန်တော်ဗီဒီယိုတင်ပေးဖို့နော်ဒါတော့ကျွန်တော်တစ်ခါလေးပြောခဲ့တာပါဆိုတော့ guys bye bye